မိုက်ဆုံးခဒီတစ်ခါရှမ်းပြည်16လုံးကိုရေးနီးလာပြောပြပါမယ်။အရင်ဆုံးဒီ16လုံးအတန်ထွက်ပြပါမယ်ခ။ကခငကြဆညတထနပဖဖ F အတန်နော်ဖမယရရလာဝါဟအဟိုးအရင်တော့ဆိုရင်18လုံးပဲရှိတယ်အခုကတစ်လုံးတိုးလာပြီးတော့16လုံးဖြစ်ပါတယ်အဲ့ဒါလေးကိုအစံထွက်ရပြီဆိုရင်ရေးကျင်းဖို့လိုတယ်ပေါ့နော်ပြန်သွားမယ်နော်ကခငကြဆညတထနပဖဖမယရလာဝါဟအတိုမဲလီတိုင်း10ကောက်တူလို့ခေါ်တယ်ပေါ့နော်အဲဆိုရင်ရေးရကြည့်ရအောင်ဒါကပေါ့နော်ကအတက်လေးတတိလေးပါပါတယ်ကခလည်းအဲ့လိုပဲအတက်ကတတိလေးပါဒီဆိုရုံမြထဲ့ရုံပဲနော်ခငါကတော့မြန်မာပြည်အခရာငါနဲ့အတူတူပဲငါဒီမှာငါပေါ့နော်ငါမြန်မာလိုနဲ့တူတူပဲဆိုတော့ဒီခါကြ TSA ကြလို့အတန်ထွက်တယ်စလည်းမဟုတ်ကြလည်းမဟုတ် TSA ကြဒါစမြန်မာလိုတကိုရှမ်းလိုကစလို့ထွက်တယ်ဒါညကအဆန်မပါဘူးเนาะညတချို့ကအဆန်ပါပြီးရေးတတ်လို့ပါဒီတခါတလည်းတူတူပဲမြန်မာလိုတနဲ့တူတယ်ပြီးရင်ထလည်းမြန်မာလိုထနဲ့မြန်မာကြီးထနဲ့အတူတူပါရဲ့နကတေချာကြည့်ပြီးနော်တစ်ချက်တည်းပဲဆွဲရတယ်နောက်တစ်ခေါက်ရေးပြမယ်နောက်တစ်ခေါက်ကဆွဲမယ်တက်တန်းသွားမယ်ပြန်ဆွဲတက်မယ်တစ်ချက်တည်းပဲရေးမယ်နော်မတန်းတန်းလေးရယ်ပြန်တက်မယ်နပြီးရင်ပလည်းမြန်မာလိုပနဲ့အတူတူပဲတချို့ကနှစ်ချက်ဆွဲတယ်ပပြီးရင်ဖကဒီချာကြည့်ပေးနော်ဒီလိုမျိုး26လိုမျိုးဖဒါပေမဲ့တစ်ချက်တည်းပဲဆွဲရနော်20